ကဲအလေးချင်းအသေးတစ်ခုစလုပ်လိုက်ခဏလေးပဲပြင်ပြသွားလိုက်နဲ့ဒါမျိုးအားလုံးလည်းကြုံဖို့ကြမှာပါဆိုတော့ဒီနေ့ကျွန်တော်တို့ James Clear ရဲ့သူတဲ့တနာကိုခြေခံပြီးတော့ဗောနော်ဘာကြောင့်များအလေးချင်းတွေကခိုင်မြဲဖို့ဒီလောက်ခက်နေရတာလဲပြီးတော့တကယ်ကိုခိုင်မြဲပြတ်သွားတဲ့အလေးချင်းတွေဒီဆောက်ချင်းရဲ့နောက်ွယ်က science ကဘာလဲဆိုတာကိုအတူတူကြည့်သွားကြရအောင်ဟုတ်ပါတယ်ဘာကြောင့်များပြောင်းလဲတွေကိုခိုင်မြဲအောင်လုပ်ဖို့ဒီလောက်ခက်နေရတာလဲဒါကလူတိုင်းဒီပါကိုပြန်မေးမိတဲ့မေခွန်းတစ်ခုပါပဲဂျင်းမှန်သွားချင်တာပဲဖြစ်ဖြစ်စောက်လေးတွေပို့ဖတ်ချင်တာပဲဖြစ်ဖြစ်အစပြို့ဖို့တော့ခက်နေတာအဲ့ဒါကိုဆွဲမေးဆက်လောက်သွားဖို့ဆိုတာကပိုတော့ခက်ခင်းနေတတ်တယ်မဟုတ်လားဆိုတော့လေ James Clear ကဘာပြောလဲဆိုတော့အလေးချင်းတွေကိုပြောင်းဖို့ခက်နေတယ်ဆိုရင်ပြဿနာကကိုယ်လိုက်မဟုတ်ဘူးပြဿနာကကိုယ့်ရဲ့ system မှာရဲ့အဓိကပြောချင်တာကဒါပါပဲတကယ်ပြဿနာကစိတ်သက်ခိုင်မာမှုမရှိတာတို့စီကံမရှိတာတို့ကြောင့်မဟုတ်ပါဘူးတဲ့အဓိကကကျွန်တော်တို့သုံးနေတဲ့နီလန်းအဲ့ဒီချင်းကပုံစံကိုယ်လိုက်ကမားနေလို့ပါပဲဟုတ်တယ်ကျွန်တော်တို့တိုးတက်မှုတင်နေရမှာရပ်သွားပြီဆိုရင်လေအလွယ်ဆုံးကကိုယ့်ကိုပြစ်တင်လိုက်တာပဲငါညံ့လို့ပါဆိုပြီးတော့ပေါ့ဒါပေမဲ့တကယ်တမ်းမှာအဲ့လိုအဖြစ်တင်နေမယ့်အစားကျွန်တော်တို့လုပ်နေတဲ့ပုံစံအဲ့ဒီ process တွေကိုပြန်ပြီးစမ်းစစ်ကြည့်ဖို့လွမ်းနေတာပါကျွန်တော်တို့ကလေ will power တို့ discipline တို့အဲ့ဒါတွေပို့ရှိဖို့လိုတယ်လို့ထင်တတ်ကြတယ်ဒါပေမဲ့အမှန်တရားကကျွန်တော်တို့မှာပိုကောင်းတဲ့ပြောင်းလဲမှုအတွက် framework တစ်ခုပဲလိုအပ်နေတာပါဆိုတော့ကိုအပြစ်တင်နေတာကိုရပ်လိုက်ပြီးတော့ထိရောက်တဲ့ system တစ်ခုတည်ဆောက်မယ်ဆိုတဲ့ဘက်ကိုအတွေ့ပြောင်းကြည့်လိုက်အောင်ဒါအရှုံးတမ mindset ကနေအောင်မြင်မှုစီကိုတွားတဲ့ပထမဆုံးခြေလှမ်းပဲဖြစ်မှာပါဟုတ်ပြီအခုပြောမယ့် concept ကတော့အခြေခံအကြဆုံးဒါပေမဲ့အစွမ်းထပ်ဆုံးအယူအဆတစ်ခုပါဒါကတော့တရက်ကို1%ပဲပိုကောင်းလာခြင်းရဲ့စွမ်းအားအကြောင်းပါပဲတီတီလီလို့ထင်တာပေမဲ့အချိန်ကြာလာတဲ့အခါမှာတို့ရဲ့အစုပေါင်းတက်ရောက်မှုကတော်တော်လေးကိုကြီးမာပါတယ်ခုနစမချစ်ဟုတ်ဒီဂင်္ဂလန်ကြီးကိုကြည့်ပြီးတော့ဘာကြီးလဲလို့အနေမှာပေါ့ဒါကဘာကိုဆိုလိုတာလဲဆိုတာကိုမရှင်းပြခင်မှာဒါဟာကျွန်တော်တို့ဘဝကိုပြောင်းလဲပေးနိုင်တဲ့စွမ်းအားတစ်ခုဆိုတာကိုတော့အရင်ဆုံးပြောထားခြင်းပါတယ်ဟုတ်ပါတယ်ဒီနှစ်ပတ်လောက်နေ့တိုင်းတော့1%လေးပဲပိုကောင်းအောင်စူးစမ်းသွားမယ်ဆိုရင်နှစ်ကုန်သွားရဲ့အခါမှာမူလထက်အစ38စကြောပိုကောင်းလာတာကိုတွေ့ရမှာပါဒါကတင်ချာနီးရရှင်းလေးပါပဲနေ့တိုင်းလောက်တဲ့သေးသေးလေး1%တိုးတက်မှုကနှစ်ကုန်မှာတကယ်ကိုအောက်စရာကောင်းလောက်တဲ့ရလဒ်ကြီးကိုဖြစ်စေတာပါဒါကိုဘန်တုံးလေးလိုပဲစဉ်းစားကြည့်လို့ရတယ် compound interest ပါကိုပိုင်တိုးတက်မှုမှာလည်းအဲ့လိုပဲအလုပ်လုပ်ပါတယ်ဒီလိုစဉ်းစားကြည့်ပါလေရင်ကစင်းရဲ့တွားလန်းချောင်းလို့ပေါ့လေရင်ကွင်းကနေစထွက်ကလေးကလမ်းချောင်းကိုဒီဂရီလေးနည်းနည်းလေးပဲပြောင်းလိုက်တယ်ဆိုရင်ခီးဆုံးရောက်တဲ့အခါမှာလုံးဝကိုမတူညီတဲ့နေရာတစ်ခုကိုရောက်သွားနိုင်ပါတယ်အဲ့ဒီလိုပါပဲအခုလက်ရှိကိုဘေးနေရာမှာရောက်နေလဲဆိုတာတဲ့ကိုဘေးပဲကိုဦးတည်နေလဲဆိုတဲ့ trajectory ကပိုအရေးကြီးပါတယ်အခုလိုလိုက်တဲ့သေးငယ်တဲ့ပြောင်းလဲမှုလေးတစ်ခုကအနာဂတ်မှာအကြီးကြီးကွာခြားသွားစေနိုင်ပါတယ်ကဲနောက်တစ်ချက်ဒါက mindset ပိုင်းမှာတော်တော်လေးအရေးကြီးတဲ့အကြောင်းလဲတစ်ခုပါအဲ့ဒါကတော့ပန်းတိုင်းတွေကိုမေးထားလိုက်ပါအဓိကစနစ်တွေကိုတိစောက်ဖို့ပါပဲဆိုလိုလာကရက်လက်တွေအပေါ်မှာပဲအာယုံဆိုင်နေတာမျိုးချက်အဲ့ဒီရက်လက်ကိုရစေမဲ့လုပ်ငန်းစဉ် process ပေါ်မှာအာယုံဆိုင်ဖို့လွယ်လာပါပြီပန်းတိုင် goals တွေဆိုတာကကျွန်တော်တို့အောင်မြင်ခြင်းတဲ့ရလဒ်တွေပါ system တွေကတော့အဲ့ဒီရလဒ်တွေစီကိုရောက်အောင်ပို့ဆောင်ပေးတဲ့လုပ်ငန်းစဉ်တွေပေါ့ဥပမာပြန်ပွဲမှာ champion ဖြစ်ချင်တာက goal နေ့တိုင်းလိချင်တာက system ပါဆိုတော့ရေရှည်အောင်မြင်မှုအတိုက်တကယ်အရေးပါတာကအဲ့ဒီ system တွေပါပဲ James Clear ရဲ့ဒီစကားကတော်တော်လေးမတားစရာကောင်းပါတယ်ကိုဟာကိုယ့်ရဲ့ပန်းတိုင်ဒီရဲ့အစင်တန်းထီမြင့်တက်လာတာမဟုတ်ဘူးကိုဟာကိုယ့်ရဲ့စနစ်ဒီရဲ့အစင်တန်းထီပဲပြန်ကျသွားတတ်တယ်ဆိုလိုတာကဘလော့ပဲကြီးကျယ်တဲ့ပန်းတိုင်တွေထားအဲ့ဒီပန်းတိုင်ကိုအထောက်ပံ့ပေးမဲ့ခိုင်မာတဲ့နေစဉ် system တွေဒါမရှိဘူးဆိုရင်အောင်မြင်ဖို့ဆိုတာတကယ်ကိုမလွယ်ပါဘူးဒါဆိုရင်ဒီမိကုန်းကိုပြန်မိချီတာအောင်ကိုဟာဘလူးလူစားမျိုးဖိချင်တာလဲဟုတ်ပါရဲ့အခုကျွန်တော်တို့ပိုပြီး powerful fit တဲ့ concept တစ်ခုကိုရောက်လာပါပြီဒါကတော့ identity based habits ကိုယ့်ရဲ့ကိုယ်တင်တဲ့လက္ခဏာပေါ်ခြေပြုခဲ့အလေးချင်းဒီတိဆောက်တာပါပဲရလက်တစ်ခုကိုရချင်တာထက်ကိုဘလူးဖိချင်တယ်လဲဆိုတာကိုအရင်ဆုံးစဉ်းစားဖို့ပါဒီအကြောင်းလဲရဲ့အခရီးလူလားကိုကြည့်ရအောင်ပထမဆုံးအဆင့်1ကကိုဖြစ်ချင်တဲ့လူအမျိုးအစားကိုဆုံးဖြတ်ပါဥပမာငါဟာစာဖတ်တဲ့သူဖြစ်ချင်တယ်ပေါ့အဆင့်2ကတော့တင်းငယ်တဲ့အောင်မြင်မှုလေးတွေနဲ့ကိုတက်တည်ပြပါဥပမာစာတမျက်နှာဖတ်လိုက်တာမျိုးပေါ့အဆင့်3အဲ့လိုတင်းငယ်တဲ့အောင်မြင်မှုတစ်ခုစီတိုင်းကကိုယ့်ရဲ့ identity အတွက်မဲတမဲပေးလိုက်တာနဲ့အတူတူပါပဲစာတမျက်နှာဖတ်လိုက်တိုင်းငါဟာစာဖတ်တဲ့သူတယောက်ပဲဆိုတဲ့ယုံကြည်မှုအတွက်မဲတမဲထဲလိုက်တယ်လို့ပါပဲဒါကအပြောင်းလဲကိုအတွင်းကနေအပြင်ကိုခိုင်မြဲစေတဲ့နီလာမှာဟုတ်ပြီဒါဆိုရင်အလေးချင်းကောင်းတွေတိဆောက်ဖို့နဲ့အချင်းဆိုးတွေကိုဖျောက်ဖျက်ဖို့အတွက်လက်တွေ့ကြအသုံးချလို့ရမယ် framework
အလေးချင်းဖြောင်းလဲခြင်းဆိုင်ရာဥပဒေ၄ရပ်အကြောင်းကိုကြည့်လိုက်ကြရအောင် အဲ့ဒီဥပဒေသား၄ရပ်ကတော့နံပါတ်1မြင်သာထင်ရှားအောင်ပြုလုပ်ပါ make it obvious နံပါတ်2ဆွဲဆောင်မှုရှိအောင်ပြုလုပ်ပါ make it attractive နံပါတ်3လွယ်ကူအောင်ပြုလုပ်ပါ make it easy နောက်ဆုံးနံပါတ်4ကတော့ကျင့်နှံ့ဖွယ်ဖြစ်အောင်ပြုလုပ်ပါ make it satisfying ပါပဲဒီဥပဒေ၄ခုကပိုကောင်းတဲ့လေ့ကျင့်တွေတိစောက်ဖို့အတွက်လိုက်နာရမယ့်လမ်းညွှန်ချက်တွေလိုပါပဲဒီအချက်၄ချက်ကိုလိုက်နာလိုက်တာနဲ့ဘယ်လေ့ကျင့်ကိုမဆိုပိုလွယ်လွယ်ကူကူတိစောက်နိုင်မှာပါကဲလေ့ကျင့်ခန်းလုပ်တဲ့ habit ကိုဥပမာအနေနဲ့ဒီဥပဒေသားတွေနဲ့တက်ပြီးကြည့်ရအောင်နံပါတ်1မြင်သာထင်ရှားအောင်လုပ်ပါဆိုတော့လေ့ကျင့်ခန်းလုပ်မဲ့အဝတ်စားတွေကိုညာကလေးကကြိုထုတ်ထားလိုက်တာမျိုးပေါ့နံပါတ်2ဆွဲဆောင်မှုရှိအောင်လုပ်ပါအတွက်ကတော့ကိုယ်တကယ်ပျော်မွေးတဲ့လေ့ကျင့်ခန်းမျိုးဥပမာတချင်းအချက်ဤဖုံပြီးကတာမျိုးအဲ့ဒါကိုရွေးချယ်ပါနံပါတ်3လွယ်ကူအောင်လုပ်ပါဒါကတော့2မိနစ်ပဲကြာမဲ့အလေးချင်းလေးတစ်ခုနဲ့စလိုက်တာမျိုးပါနောက်ဆုံးကျင်းနဲ့ဖွယ်ဖြစ်အောင်လုပ်ပါကတော့လေ့ကျင့်ခန်းပြီးတာနဲ့ကိုစွတ်တစ်ခုခုပေးတာမျိုးဥပမာကော်ဖီကောင်းကောင်းတစ်ခွက်တောက်တာမျိုးပေါ့အဲ့လိုဆိုရင်အဲ့အလေးချင်းကပိုပြီးခိုင်မြဲလာစေမှာပါ ဟုတ်ပြီဒါဆိုရင်အခုချက်ချင်းစလုံးနိုင်ဖို့အတွက်အလွယ်ကူဆုံးနဲ့ဘာဖျားမှမရှိတဲ့နီလန်တစ်ခုကိုပြောပြပါမယ်အဲ့ဒါကတော့ပထမဆုံး2မိနစ်ပါပဲ 2 minute စီးမီယာ a 2 minute rule ဆိုတာကအရန်ကိုယူရှင်ပါတယ်အလေးကျင့်အသက်တစ်ခုကိုစတဲ့အခါအဲ့ဒါကိုလုပ်ဖို့2 minute ထက်ပိုမကြသင့်ဘူးဒါပါပဲသူရဲ့အဓိကရည်ရွယ်ချက်ကအလုပ်ကိုအပြီးလုပ်ဖို့မဟုတ်ပါဘူးစအလုပ်ဖြစ်သွားဖို့ဆိုတဲ့အမှုပညာကိုကျွမ်းကျင်သွားဖို့ပါအကြီးကြီးတဲ့စဉ်းစားမနေပဲ2 minute ဆက်လေးပဲဆက်လုပ်လိုက်ဖို့ပါပဲ ဥပမာလေးကြည့်အောင်တင်းတင်းကိုစာအုပ်30ဖတ်မယ်ဆိုတော့ကိုကြီးအစားစသမျှနာပဲဖတ်မယ်ဆိုပြီးစလိုက်ပါမိနစ်20တရားထိုင်မယ်အစား10မိနစ်ပဲတရားထိုင်မယ်ဆိုပြီးလုပ်ကြည့်ပါတပတ်ကိုလေးတဲ့ယောဂချစ်မယ်အစားယောဂဖျားကိုရင်ထုတ်ခင်မယ်ဆိုပြီးစလိုက်ပါအဓိကကစတင်ဖို့ပါပဲယောဂဖျားကိုခင်းလိုက်ပြီဆိုရင်လေ့ကျင့်ခန်းဆက်လုပ်ဖို့ကအများကြီးပိုလွယ်သွားပါပြီစတမျက်နှာဖတ်ပြီးသွားရင်လည်းနောက်တစ်မျက်နှာစပ်ဖတ်ခြင်းစိတ်ကသူ့လိုပေါက်လာနိုင်ပါပဲ ဒီစကားကအရင်အကြီးကြီးပါတယ်အလေးအကျင့်တစ်ခုကိုတိုးတက်အောင်မလုပ်ခင်မှာအရင်ဆုံးခိုင်မြဲအောင်တည်ဆောက်ရပါမယ်အကောင်းဆုံးဖြစ်အောင်မလုပ်ခင်မှာပုံမှန်လုပ်ဖြစ်အောင်အရင်လုပ်ရပါမယ်ဆိုလိုတာကအဓိကပုံမှန်လုပ်ဖြစ်ဖို့ consistency ပါပဲ perfect ဖြစ်ဖို့မလိုပါဘူးနေ့တိုင်းလုပ်ဖြစ်နေဖို့ပဲလိုပါတယ်အဲ့ဒီပထမဆုံးနဲ့အခက်ခဲဆုံးအတားအဆီးကိုကြော်ဖြတ်နေဖို့ကအရာပါပဲ ကဲနောက်ဆုံးအနေနဲ့ဒီမေကွန်လေးကိုကိုပြန်မေးကြည့်ရအောင်ဒီနေ့ကိုဖြစ်ချင်တဲ့လူမျိုးစားအတွက်ဘယ်လိုမေးတမေးကိုပေးမလဲကြီးကြီးမားမားတွေစီနာနေကြမလို့ပါဘူးကိုဖြစ်ချင်တဲ့ပုံစံကိုအထောက်ကိုဖြစ်စေမဲ့တင်းငယ်တဲ့2မိနစ်စာလုပ်ရည်လေးတစ်ခုကိုဒီနေ့ချက်ချင်းဆက်လုပ်လိုက်ပါအဲ့ဒီလုပ်ရည်လေးကကိုယ့်ရဲ့အနာဂတ်အတွက်ကိုယ်တိုင်ပေးလိုက်တဲ့တကယ်ကိုအဖို့တန်တဲ့မေးတမေးပါပဲ